မိစ္ဆာလူနီလေးကိုအောင်နိုင်ပြီးရဲ့နောက်ဝူခုံးတို့ဆရာတပည့်တွေကအနောက်ရက်ကိုပုံမှန်တိုင်းခီးဆက်နေပါတယ်။လမ်းလျှောက်နေအိတ်နေတဲ့ပါကျဲကိုအားရနေတဲ့ဝူခုံးကပြားတကောင်ဖန်ဆင်းပြီးလိုက်ဆနေပါတယ်။လန်ခဲကြီးအရှိတနေရာမှာတော့ဖုံးကြီးတွေကအနှိမ့်ဆက်ခံရပြီးအလုတ်ကျန်းနေခိုင်းစီခံနေရပါတယ်။ဖုံးကြီးတွေကိုခိုင်းစီနေတဲ့ခေါင်းဆောင်2ယောက်ကသူတို့ရဲ့ဂိုင်းချုပ်ကိုဖုံးကြီးစုစုပေါင်း496ပါဖမ်းမိပြီးဖြစ်ကြောင်းပြောပေမဲ့ဂိုင်းချုပ်က900ပြည့်အောင်ဖမ်းခိုင်းတာကြောင့်ဒီနိုင်ငံမှာဗုဒ္ဓဘာသာဖုံးကြီးတွေကုန်သွားပြီဖြစ်ကြောင်းဂိုင်းချုပ်ကိုပြန်ပြောလိုက်ပါတယ်။ဝူခုံးတို့ဆရာတပည့်တွေလည်းခီးဆက်နေရင်ဖုံးကြီးတွေကတစ်လုံးတွေကိုတောင်ပေါ်ရောက်အောင်မနိုင်မနှင်းတည်နေရတဲ့မြင်ကွင်းကိုတွေ့သွားပါတယ်။ဖုံးကြီးတွေလည်းတစ်လုံးတွေကိုဆွဲနေမနိုင်တာကြောင့်တစ်လုံးတွေကပြုတ်ကျပြီးသူတို့ကိုခိုင်းစင်နေတဲ့ခေါင်းဆောင်စီကျသွားတာမို့ခေါင်းဆောင်လည်းတစ်လုံးတွေကိုရှောင်ရင်ခလုတ်တိုက်ပြီးမြေကြီးတဲ့ခေါင်းဆိုင်သွားပါတယ်။ခေါင်းဆိုင်ကျသွားတဲ့ခေါင်းဆောင်ကဆရာတော်တို့ရှိကိုရောက်သွားတာကြောင့်ဆရာတော်တို့ကိုမင်းတို့ကဘာကောင်းနေလဲလို့မေးတာမို့ဆရာတော်လည်းထုံးစံတိုင်းအနောက်ရက်ကိုကျမ်းစာပင်ဖို့ထွက်လာတဲ့အရှိရက်ထိုင်နိုင်ငံကဖုံးကြီးတွေဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ခေါင်းဆောင်လည်းဖုံးကြီးတွေဆိုတာနဲ့သူတို့ဂိုင်းချုပ်လိုအပ်နေတဲ့ဖုံးကြီး၄ပါးကွက်တိဖြစ်နေတာကြောင့်ဖုံးကြီးတွေဆိုတာငါတို့ရန်သူပဲမင်းတို့ငါတို့ဖမ်းရမယ်လို့ပြောလိုက်တာမို့ဝူခုံးလည်းအာလာချောင်နေတဲ့ခေါင်းဆောင်ဒုံးနဲ့ကလော်ထိုးပေးလိုက်တာလွှင့်ထွက်သွားပြီးနောက်ခေါင်းဆောင်တယောက်နဲ့တိုက်မိကဆရာတော်တို့ရှေ့ကိုပဲမောက်ရက်ပြန်ပြုတ်ကြလာပါတယ်အဲ့ဒါနဲ့ဆရာတော်ကဖုံးကြီးတွေကိုလွတ်ပေးလိုက်ပါလားလို့တွားပြောတာကြောင့်ခေါင်းဆောင်2ယောက်လည်းဖုံးကြီးတွေကိုလွတ်ပေးလိုက်ရင်ဒီတစ်လုံးတွေကိုဘယ်ကောင်တွေကတဲမှာလဲမင်းတို့၄ကောင်တဲမှာလားဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ဝူခုံးကဖုံးကြီးတွေကိုသာပြန်လွတ်ပေးဒီတစ်လုံးတွေကိုငါကိစ္စထားလိုက်လို့ပြောလိုက်တာကြောင့်ခေါင်းဆောင်2ယောက်လည်းလက်ခံလိုက်တဲ့အတွက်ဝူခုံးကခေါင်းဆောင်2ယောက်ကိုမမြင်အောင်အဝတ်တွေနဲ့မျက်လုံးကိုစီးလိုက်ပြီးတစ်လုံးတွေကိုတောင်းဖို့တကူနဲ့ပို့ပေးလိုက်ပါတယ်ဖုံးကြီးလည်းဆရာတော်တို့ကိုကျေးဇူးတင်စကားလာပြောတာကြောင့်ဆရာတော်ကဒီမှာဘာတွေဖြစ်နေရလဲဆိုပြီးဖုံးကြီးတွေကိုပြန်မေးလိုက်ပါတယ်အဲ့ဒါနဲ့ဖုံးကြီးလည်းဒီနိုင်ငံဘယင်ကမိစ္ဆာဂိုင်းတစ်ခုကိုယုံကြည်နေတာပြီးတော့ဂိုင်းချုပ်3ယောက်ရှိတယ်သူတို့ကမြေခွေးမိစ္ဆာစိတ်မိစ္ဆာနဲ့တမင်မိစ္ဆာတွေကိုကိုးကွယ်ကြတာဆိုပြီးရှင်းပြလိုက်ပါတယ်အဲဒီနောက်ဗုဒ္ဓဘာသာဖုံးကြီးတွေကိုလည်းသူတို့ရဲ့ရန်သူလို့သတ်မှတ်ထားတယ်မိစ္ဆာရုပ်ထုတွေတိဆောက်ဖို့အတွက်လည်းဖုံးကြီးတွေကိုစီခိုင်းနေတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဆရာတော်လည်းမင်းတို့ရဲ့ဒုက္ခတွေကိုငါကူညီပေးမယ်လို့ပြောတော့ရှိသေးတယ်ခေါင်းဆောင်တစ်ယောက်ကကြာပုတ်တရရန်နဲ့မင်းတို့တွေတစ်လုံးတွေမတည်သေးဘူးလားလို့ဝူဝါလုံနေတာကြောင့်ဆရာတော်ကတစ်လုံးတွေအားလုံးတည်ပြီးွားပြီလို့ပြန်ပြောလိုက်ပါတယ်ခေါင်းဆောင်လည်းတောင်ပေါ်မှာတစ်လုံးတွေအားလုံးကစီစီရီဖြစ်နေတာကြောင့်ဟိုးဝါ oh my god တွေဖြစ်သွားပါတယ်အဲ့ဒါနဲ့ဆရာတော်ကဂရီအတိုင်းဖုံးကြီးကိုလွတ်ပေးဖို့ပြောတာကြောင့်ခေါင်းဆောင်လည်းစစ်တီတွေကိုခေါ်ပြီးဆရာတော်တို့ကိုဖမ်းခိုင်းတဲ့အတွက်ပါကျဲတို့လည်းစစ်တီတွေကိုစတင်တိုက်ခိုက်ပါတယ်ဝူခုံးကစစ်တီအားလုံးကိုစော်ဘရော်တီးဖို့လုပ်နေတာကြောင့်ဆရာတော်ကဘရင်နဲ့လိုက်တွေ့ပြီးဖုံးကြီးတွေကိုလွတ်ပေးဖို့ဖြောင်းပြမယ်လို့ပြောတဲ့အတွက်ဝူခုံးလည်းဘရင်ကစကားနားမထောင်ပဲဆရာတော်ကဒုက္ခပေးရင်ဘယ်လိုလုပ်မလဲလို့ပြောတာကြောင့်ဆရာတော်ကဖုံးကြီးတွေအများကြီးကိုကယ်တင်ရမှာငါအဲ့ဒါတွေမစင်းစားနိုင်တော့ဘူးလို့ပြန်ပြောလိုက်ပါတယ်ရှုပ်ပြန်ပြီပါကျဲနဲ့ဝူချင်းကထောက်ခံနေပေမဲ့မိစ္ဆာတွေကဂိုင်းချုပ်အယောင်ဆောင်ထားရင်ဘယ်လိုလုပ်မလဲလို့ဝူခုံးကပြောလိုက်တာကြောင့်ဆရာတော်လည်းမင်းကတခါလာလဲမိစ္ဆာတခါလာလဲမိစ္ဆာလို့ပြောပြီးထွက်သွားပါတယ်ဆရာတော်တို့လည်းဘရင်နဲ့တွေ့ဖို့နန်းတော်တွေကိုဝင်သွားတဲ့အချိန်ဂိုင်းချုပ်3ယောက်ဖန်တီးထားတဲ့ထောင်ချောက်ထဲကိုရောက်သွားပါတယ်ပါကြီးကငါတို့ဘယ်နေရာကိုရောက်နေရလဲလို့မေးတာကြောင့်ထောင်ဆောင်2ယောက်ကဒါဂိုင်းချုပ်တွေရဲ့ထောင်ပဲမင်းတို့တွေနဲ့အတူဖုံးကြီး900ရဲ့အသေးနှလုံးတွေကိုမနှက်ဖြန်နှက်ရုပ်ထုတွေမှာရစ်ပူစော်မယ်လို့ပြောလိုက်ပါတယ်ပါကြီးကစားစရာလေးများရမလားလို့ဆရာတော်ကိုထောက်ခံခဲ့ပေမဲ့အခုအသေးနှလုံးပါရစ်ပူစော်ခံရတော့မှဖြစ်တာကြောင့်ပွားစီလုံးနေတဲ့အတွက်ဝူချင်းနဲ့စကားများနေပါတယ်အဲ့ဒါနဲ့ဝူခုံးကတောင်နမင်းကြက်ရွံရဲ့တပည့်2ယောက်ကိုတုံးခဲ့တော့အိမ်ငွေချပိုးဖလန်တွေကိုပြန်တုံးပြီးထောင်ဆောင်2ယောက်ကိုအိမ်ငွေချကတော့တွေကိုယူပြီးထောင်တကားကိုဖွင့်လိုက်ပါတယ်ပြီးတော့ဆရာတော်ကိုထွက်ပြေးဖို့ပြောပေမဲ့ဆရာတော်ကဂိုင်းချုပ်တွေကိုပါဖြောင်းပြမယ်လုပ်နေတာကြောင့်ဝူချင်းနဲ့ပါကျဲပါဝင်ပြောတော့မှနောက်ဆုံးမှထွက်ပြေးဖို့လက်ခံလိုက်ပါတယ်တော်တော်ရှိတာဝူခုံးတို့လည်းထွက်ပြေးနေရင်အခြားတစ်ဖက်မှာထွက်ပြေးလာတဲ့ဖုံးရီနဲ့တွေ့သွားတာကြောင့်ဖုံးရီကဆရာတော်ကိုမျိုးပြင်ကိုထွက်ပြေးဖို့ခေါ်ပေမဲ့ဆရာတော်ကမနှက်ဖြန်ဘရင်နဲ့တွေ့ရမယ်ဆိုပြီးလုံနေတာကြောင့်ဝူခုံးလည်းလောလောဆယ်သူတို့နဲ့လိုက်သွားလိုက်ပါမနှက်ဖြန်မှာဘရင်နဲ့တွေ့ဖို့စီစဉ်ပေးပါမယ်လို့ပြောတာကြောင့်ဆရာတော်ကလက်ခံပြီးလိုက်သွားပါတယ်ဝူခုံးတို့3ယောက်ကတော့နတ်ရုပ်ထုတွေထားတဲ့အဆောင်ထဲကိုသွားပြီးနတ်ရုပ်ထု3ခုကိုလွတ်ပြစ်ပလိုက်ပါတယ်ပြီးတော့နတ်ရုပ်ထုတွေကိုစက်ကတ်ထားတဲ့တစ်သီးရည်နဲ့စားပွဲတောက်ပွဲတွေကိုပျော်ကြီးစားကြပါတယ်ပါကျဲတို့အကြိုက်ပေါ့ခဏနေတော့အပြင်ဘက်ကလူတန်းနေကြတာကြောင့်3កောင်သားနတ်ရုပ်ထုအယောင်ဆောင်ဝေးခက်တီတီနဲ့နေပါတယ်ခဏနေတော့ဂိုင်းချုပ်3ယောက်ကအဆောင်ထဲကိုဝင်လာပြီးစက်ကတ်ထားတဲ့အစားအစာတွေပျောက်နေတာကိုကြည့်နေတဲ့အချိန်မျိုးဆို့ထားတဲ့ပါကျဲကလေချင်တက်လိုက်တာကြောင့်နတ်ရုပ်တွေကတကိုးထားပြတဲ့အထင်ပြီးဂိုင်းချုပ်3ယောက်လည်းဖင်ကုန်းပြီးကြောကြပါတယ်ကြောနေရင်နတ်ရုပ်တွေကိုရေစင်လေးပေးသနာပါလားလို့ပြောတာကြောင့်နတ်ရုပ်အယောင်ဆောင်ထားတဲ့ဝူခုံးကရေစင်ပေးမယ်မင်းတို့အပြင်ခဏထွက်နေလို့ပြောတာကြောင့်ရေစင်ရမယ်အထင်နဲ့3កောင်သားအပြင်ကိုတိုးသွားပါတယ်ဝူခုံးတို့3ယောက်လည်းတိုင်ပင်လိုက်ပြီးခဏကြာတော့မင်းတို့တွေအထဲပြန်ဝင်လာခဲ့တော့လို့ပြောတာကြောင့်ဂိုင်းချုပ်3ယောက်လည်းပျော်ရွှင်မြူးတူပြီးအထဲပြန်ဝင်လာပါတယ်အထဲရောက်တာနဲ့ဆင်ရှိမှာဖလားတစ်လုံးတွေ့တာကြောင့်နတ်ရည်စင်ထင်းသွားပြီးရှူကြည့်ပါတယ်အနက်တောက်ရဲနေနေပေမဲ့အသက်ရှင်နေတာကြောင့်3ယောက်သားအငမ်းမရတောက်ကြပါတယ်သူတို့သေးကိုတောက်နေတဲ့ဂိုင်းချုပ်3ယောက်ကိုကြည့်ပြီးဝူခုံးတို့လည်းမနေနိုင်တာကြောင့်ရီလိုက်တဲ့အတွက်ပုံစံအမှန်တွေပြန်ပေါ်သွားပါတယ်ဂိုင်းချုပ်တွေလည်းမြောက်သေးတွေဝက်သေးတွေတောက်လိုက်ရတာကြောင့်ဒေါသထွက်ပြီးဝူခုံးတို့ကိုတီးဖို့ခုံအုပ်လိုက်တာဝူခုံးတို့ကရှောင်လိုက်တဲ့အတွက်သူပဲတိုင်တဲ့ခေါင်းနဲ့စောင့်ပြီးမှောက်သွားပါတယ်
နောက်နေ့ရောက်တော့ဆရာတော်ကမိစ္ဆာကိုင်းဖျက်အောင်လုပ်ပေးမယ်ဆိုပြီးဖုန်းကြီးတွေကိုဩဝါဒချွေနေပါတယ်အဲ့ဒီနောက်ဆရာတော်ကနန်းတော်တွေကိုသွားပြီးမိစ္ဆာတွေကိုနှင်ထုတ်ဖို့အကြောင်းဘယင်ကိုပလိန်သွားပြောပါတယ်အဲ့ဒါနဲ့ဂိုင်းချုပ်တွေကလည်းသူတို့တွေကနေရုပ်ထုတွေကိုခိုးသွားတဲ့တခိုးတွေအဲ့ဒါကြောင့်ခေါင်းဖြတ်တက်ပေးပါဆိုပြီးဘယင်ကိုရှောက်တင်ပါတယ်ဘယင်ကလည်းတတ်မယ်လုံနေတာကြောင့်ဘေးကမူးမတ်ကသူတို့ကအရှိဘက်ထန်နိုင်ငံကနေအနောက်ဘက်ကိုကျန်းစာပင်ဖို့သွားနေတဲ့ဖုန်းကြီးတွေဖြစ်တယ်အရှိဘက်ထန်နိုင်ငံဆိုတာဩဇာအာဏာချမ်းသာမှုနိုင်ငံရဲ့စီးရေးစီရာဘယ်ဘက်ကကြည့်ကြည့်သူတို့နိုင်ငံထက်တာနေတာကြောင့်သွားစော်ကားဖို့မတင်ကြောင်ဘယင်ကြီးကရှောက်တင်ပါတယ်ပြီးတော့အရှိဘက်ထန်နိုင်ငံနဲ့သူတို့နိုင်ငံကမိုင်တောင်းချီဝေးတာလမ်းမှာလည်းမိစ္ဆာတွေကအများကြီးအဲ့ဒါကိုသူတို့လွယ်လွယ်ကူကူဖြေရှင်းလာနိုင်တယ်ဆိုတာခေသူတွေမဟုတ်ကြောင်းမူးမတ်ပြောလိုက်တဲ့အတွက်ဂိုင်းချုပ်တယောက်ကငါတို့နဲ့ရှင်ရဲလို့လားဆိုပြီးထအားချောင်းပါတယ်အဲ့ဒါနဲ့ဘယင်ကပြိုင်ပွဲတစ်ခုလုပ်ဖို့ပြောတာကြောင့်ဆရာတော်လည်းဘာပြိုင်ရမလဲလို့မေးရတဲ့အတွက်ဂိုင်းချုပ်တယောက်ကဘယင်နားကိုသွားပြီးမိုးခေါ်ပြိုင်ဖို့အတွက်ပြောလိုက်ပါတယ်ဆရာတော်ကမိုးမခေါ်တတ်တာကြောင့်ဝူခုံးကိုပြောတဲ့အတွက်ဝူခုံးကအေးဆေးပါသူဖြေရှင်းပေးပါမယ်လို့ပြောပြီးဘယင်ကြီးကိုမိုးခေါ်ပြိုင်ဖို့အတွက်လက်ခံလိုက်ပါတယ်ပြိုင်ပွဲလောင်ကြီးအဖြစ်ဂိုင်းချုပ်ဒေတာနိုင်သွားခဲ့ရင်ဝူခုံးတို့ဆရာတပည့်တွေရဲ့အသေးနှလုံးတွေကိုထုတ်ပြီးရစ်ပူစော်ဖို့လက်ခံလိုက်ပြီးဝူခုံးတို့သာနိုင်သွားခဲ့ရင်ဝူခုံးကဂိုင်းချုပ်တွေကိုသူ့တုံးနဲ့ရိုက်မယ်ဆိုတာကိုလက်ခံလိုက်ကြပါတယ်ပြိုင်ပွဲမှာတော့ဂိုင်းချုပ်အကြီးဆုံးကစင်ဘောကိုတက်ပြီးပါဝါတွေဂါထာတွေထုတ်သုံးလိုက်တဲ့အချိန်ကောင်းကင်ကြီးကမဲမောင်လာပြီးမိုးကြိုးတွေပြစ်လာတာကြောင့်ဝူခုံးလည်းကောင်းကင်ပေါ်မှာဘာတွေဖြစ်နေလဲငါသွားကြည့်လိုက်အောင်မယ်လို့ပါကျဲကိုပြောပြီးထွက်သွားပါတယ်ကောင်းကင်ပေါ်ရောက်တော့ဝူခုံးကမိုးရွာအောင်ကူညီပေးနေတဲ့မိုးနမင်းလျှက်စီးနမင်းနဲ့တောနကားတို့တက်တီတွေတိတ်ကောင်းနေပါလားဆိုပြီးတွားကောပါတယ်ဟိုဘဲတွေကလည်းသူတို့ကအညာတော်နမင်းလေးတွေဖြစ်တဲ့အတွက်ဒီလိုပဲကြံဖန်ရှာဖွေစားတော့ရတယ်ဆိုတဲ့အကြောင်းဝူခုံးကိုပြန်ပြီးဆင်ခြင်ပေးပါတယ်အဲ့ဒါနဲ့ဝူခုံးကတိုင်ပြောမယ်ကြောက်စိမ့်ဧကရဲနဲ့တွေ့ရင်ဆိုပြီးထားလုပ်တဲ့အတွက်ဟိုဘဲကြီးလည်းတောင်းပန်ရပါတော့တယ်ဝူခုံးလည်းမင်းတို့တွေဘဲကောင်းစကားမှနားမထောင်နဲ့ငါစကားပဲနားထောင်လို့ပြောရင်းအပိုင်း29လဲဒီနေရာမှာပြီးဆုံးသွားပါတယ်